ရိုစင်ဘော့ကိုနိုင်ယူပြီးလာမယ့်ရာသီအတွက်အဆင်သင့်ဖြစ်နေကြောင်းအချက်ပြလိုက်တဲ့ Manchester United အားလုံးပဲမင်္ဂလာပါပြည့်ရှံကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Manchester United အသင်းကတော့လက်ရှိ Premier League ကလပ်တွေထဲမှာအားလုံးရဲ့စောင့်ကြည့်မှုကိုခံနေရတဲ့အသင်းဖြစ်နေပါတယ်။ ဆာလက်ဖာဂူဆန်ထွက်ခွာပြီးနောက်ပိုင်းအသင်းကမေဂျာဖလားတွေနဲ့အလံဝေးခဲ့တာကြာပြီဖြစ်တယ်လို့အောင်မြင်မှုတွေလည်းထင်သလောက်မရခဲ့ပါဘူး။အဆိုးဆုံးကတော့နီးပြအမရင်လက်ထက်မှာအသင်းသမိုင်းတစ်လျှောက်တခါမှမကြုံဘူးတဲ့အဆင့်15နဲ့ဂျာတီသိမ်းခဲ့ရသလိုခြေစွမ်းပိုင်းရလည်းဆုတ်ပြတ်နေခဲ့တာပါ။ဒါပေမဲ့ပြီးခဲ့တဲ့ဂျာတီမှာတော့နီးပြမိုက်ကယ်ကာရက်ကအသင်းရဲ့ရလက်ပိုင်းကိုထိန်းပေးဖို့အတွက် United ကိုရောက်ရှိလာခဲ့ပြီးသူရောက်လာတဲ့ဂျာတီဘက်မှာတင် United ကဖုန်းတိုင်းဆိုပြီးအဆင့်3နဲ့ဂျာတီသိန်းကချန်ပီယံလိဝင်ခွင့်ပါပြန်လည်ရရှိခဲ့ပါတယ်။ဒါကြောင့်ပဲအားလုံးက United ကိုလာမယ့်ဂျာတီမှာဘာတွေဖြစ်လာမလဲဆိုတာကိုစိတ်ဝင်စားစောင့်ကြည့်နေကြတာပါ။ဒီလိုအချိန်မှာပဲ United ဘက်ကဂျာတီချိုခြေစမ်းပွဲဖြစ်ရိုဇင်မော့နဲ့ပွဲမှာခြေစွမ်းပိုင်းရပြောစရာမရှိလောက်အောင်ကိုကောင်းလုံးပြီး9ဂိုးမရှိနိုင်နိုင်ရရှိခဲ့တာကြောင့်19သင်းဖန်တွေကြားမှာတုံးလုံးစရာဖြစ်လာခဲ့ပါတယ်။ဟုတ်ပါတယ် United ဟာပြီးခဲ့တဲ့ Run နဲ့ပထမဆုံးဂျာတီချိုခြေစမ်းပွဲမှာရှုံးနေခဲ့တာကြောင့်အနေငယ်ဝေဖန်ခံခဲ့ရပေမယ့်ရိုဇင်မော့နဲ့ပွဲမှာတော့အသင်းလိုက်စီလုံးမှုနဲ့လူငယ်ကစားသမားတွေရဲ့ခြေစွမ်းတွေကြောင့်အနိုင်ရရှိခဲ့ပြီးလူပြောချင်စရာဖြစ်လာခဲ့ပါတယ်။ United အနေနဲ့တာမန်နိုင်တာမျိုးမဟုတ်ပဲ9ဂိုးထိပြတ်ခဲ့တာကြောင့်သူတို့ကလာမယ့်ဂျာတီတွေတကယ်ပဲအဆင်သင့်ဖြစ်နေပြီလားဆိုတဲ့မေးခွန်းကအားလုံးပေါ်မှာတက်ရောက်စေခဲ့တာပါ။ဒီပွဲရဲ့ပထမပိုင်းမှာဆိုရင် Run နဲ့ပွဲတုန်းကတပွဲလုံးလဲချော်ဖြစ်ခဲ့တဲ့ဆက်စီကခြေစွမ်းပြနိုင်ခဲ့ပြီးသူကပဲဥဆောင်ကိုအရင်ဆုံးသွင်းယူခဲ့တာပါ။တွင်းတဲ့ကူကလည်းတကယ်ကိုလှပလုံးနေတာကိုမြင်တွေ့ရမှာပါ။သူ့အနေနဲ့ area ပေါက်ထဲမှာ body fake နဲ့အတူပြိုင်ဘက်ခံစစ်ကစားသမားကိုလဲစားပြီးကြော်ဖြတ်ကနောက်ထပ်ကိုသမားကိုလည်းတစ်ချက်ခောက်ခါအေးစစ်စစ်ပဲကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ဒါပြင်ကွင်းလယ်တိုက်စစ်နေရာကနေပွဲထွက်လာခဲ့တဲ့ United လူငယ်ချယ်ပွဲရှေးလေးစီကလည်း Nisnet ပိုင်းရန်ကောင်းမွန်တဲ့သွင်းကိုကိုသွင်းယူခဲ့ပါတယ်။သူ့အနေနဲ့ဆက်စီပေးပို့လိုက်တဲ့ဘောလုံးကိုတောင်ပန်ကနေလက်ခံခဲ့ပြီးပြိုင်ဘက်ခံစစ်ကစားသမားတွေပိတ်ထားတဲ့ကြားထဲကနေတစ်ချက်လဲထွက်ကကိုသမားလက်လန်းမမီတဲ့တောင်ထဲကိုသွင်းယူခဲ့တာပါ။ဒါက United တေးကြီးနဲ့တူလေစီရဲ့ကစားသမားဘွားပထမဆုံးသွင်းကိုဖြစ်ပြီးတော့တကယ်ကိုရေသွင်းမြင့်မာတဲ့ကိုသွင်းယူခဲ့တာပါ။ဒါပြင်ကွင်းလယ်ကစားသမားတဲ့အန်ဒရီဆန်တို့ရဲ့ line breaking pass တွေကတကယ်ကိုကောင်းနေခဲ့တာဖြစ်ပြီးမစ်ဆာမောင်းရဲ့ကွင်းလယ်ဖြတ်ကစားဟန်ကလည်းအားရဖို့ကောင်းခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့လူငယ်ကစားသမားတွေနဲ့တူကစားသမားအလုံးဒီမှာချိန်ခဲ့ပေမဲ့ကစားကွက်ပြူဝါကတော့ပြောင်းလဲသွားခြင်းမရှိပဲပိုပြီးအားကောင်းလာတာကိုမြင်တွေ့ခဲ့ရပါတယ်။ပွဲကစားချိန်64မိနစ်မှာတောင်းကန်ဘော်ကနေကျလာတဲ့ဘောလုံးကိုကွင်းလယ်လူဒူဗန်တွေကပိတ်သွင်းခဲ့သလို82မိနစ်မှာလည်းနောက်ခန့်လူကာမာဆွန်ရဲ့ပေးပို့မှုကိုဟယ်ရီအာမကအလိုက်တင်ပိတ်သွင်းခဲ့တာတွေကတကယ်ကိုအခြေဆက်မိနေခဲ့တာပါ။ပွဲကစားချိန်84မိနစ်မှာလည်းကာမာဆွန်ရဲ့အကွက်မြင်မြင်ဖန်တီးပေးမှုကနေအီသန်ဝီလီယံကပိတ်သွင်းယူခဲ့ပြီးနောက်ဆုံးမှာ United က9ဂိုးမရှိနိုင်နိုင်ရရှိခဲ့ပါတယ်။ဒုတိယပိုင်းကတော့လူငယ်ကစားသမားတွေတောင်းကျမ်းခဲ့တာလို့ပြောရမှာဖြစ်ပြီးကာမာဆွန်ဟယ်ရီအာမတို့ကအသင်းကြီးမှာကစားခွင့်ရဖို့ထိုက်တန်တဲ့ခြေစွမ်းကိုချပြခဲ့ကြတာပါ။ပြောရရင် United ရဲ့စီနီယာကစားသမားတွေကအခုချိန်မှာအသင်းနဲ့တူအတော်များများမပူးပေါင်းနိုင်သေးပေမဲ့ရှိတဲ့ကစားသမားတွေကတော့ကိုတာဝင်ကိုကြည်အောင်ကစားနေကြတာပါ။ United အတွက်ဒီနိုင်ပွဲကရလက်ပိုင်းရအနိုင်ရသွားတာကခြေစွမ်းမို့လို့ဘာမှမဟုတ်ဘူးဆိုပေမဲ့အသင်းရဲ့ကစားကွက်နေပြဝါကိုနားလည်ပြီးကစားသမားတွေရဲ့ယုံကြည်မှုပိုင်းကလည်းပိုပြီးမြင့်တက်သွားမှာပါ။နီးပြမိုက်ကယ်ကာရက်လိုချင်တဲ့ကစားဟန်နဲ့နေပြဝါပိုင်းကိုနားလည်သွားဖို့ကစားသမားတွေအတွက်အဓိကဖြစ်ပြီးလာမယ့်ရက်ပိုင်းတွေမှာပူးပေါင်းမဲ့ကစားသမားတွေကလည်းအဝင်ခွင့်ချဖြစ်ဖို့အရေးကြီးပါတယ်။ဘယ်လိုပဲဖြစ်နေပါစေဒီနိုင်ပွဲကလာမယ့်ရှာတီကိုရှင်မြိုင်ကစားဖို့အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းအသိပေးလိုက်တယ်လို့လည်းပြောလို့ရပါတယ်။မိုက်ကယ်ကာရက်ကတော့ရိုဇင်ဘော့နဲ့ပွဲပြီးမှအခုလိုပြောဆိုခဲ့ပါတယ်။ကျွန်တော်တို့ကောင်းမွန်တဲ့အနေအထားတစ်ခုမှရှိနေတယ်လို့ထင်ပါတယ်။ဂျာတီမစခင်လေဖက်လိုမှာကဘာပလားပြိုင်ပွဲဝင်ကစားသမားတချို့လည်းအသင်းစီတစ်ဖြည်းဖြည်းပြန်လည်ပူးပေါင်းလာနေပြီဖြစ်ပါတယ်။ရှေ့ဆက်သွားမယ့်လမ်းကြောင်းတွေအတွက်ဆိုရင်တော့ဒါဟာတကယ်ကိုကောင်းမွန်တဲ့ဥတီချက်တစ်ခုပါပဲလို့ဆိုပြီးလူငယ်ကစားသမားတွေနဲ့ပတ်သက်ပြီးလူငယ်ကစားသမားတွေဟာသူတို့ရဲ့စွမ်းဆောင်ရည်တွေကိုလူလတ်ထုတ်ဖော်ပြသပြီးကိုယ့်ခြေစွမ်းကိုယုံကြည်မှုရှိကစားနေကြတာကိုမြင်တွေ့ရတာတကယ်ကိုအားရစရာကောင်းပါတယ်။ဒုတိယပိုင်းမှာကစားသွားခဲ့တဲ့ကစားဟန်တချို့ဆိုရင်တကယ်ကိုပဲကောင်းမွန်ခဲ့ပါတယ်။သူတို့အားလုံးမှာမတူညီတဲ့နီလန်တီးတီးနဲ့တိုးတက်လာနိုင်ခြေရှိပြီးဒါကိုပြေဝအသုံးချနိုင်ဖို့နဲ့ဆက်လက်ကြိုးစားသွားကြဖို့ပဲလိုပါတယ်။သူတို့အခုပွဲမှာလည်းဒါကိုတေချာပေါက်တက်တည်ပြသွားခဲ့ကြတာပါပဲလို့ထလောင်းပြောဆိုသွားခဲ့ပါတယ်။ကာရက်ကတော့ရိုဇင်ဘော့နဲ့ပွဲကိုအနိုင်ရရှိခဲ့တာကြောင့်ရှေ့ဆက်ကစားမဲ့ပွဲတွေအတွက်အပေါင်းလက္ခဏာဆောင်တယ်လို့သတ်မှတ်ခဲ့တာဖြစ်ပါတယ်။နောက်ပြီးလူငယ်ကစားသမားတွေရဲ့ဆွမ်းဆောင်ရည်ကိုအတိမတ်ပြုခဲ့ပြီးလာမယ့်ရာသီအသင်းရဲ့လူစင်းထဲမှာတင့်တော်မဲ့ကစားသမားတွေကိုရွေးချယ်သွားဖို့ရှိနေပါတယ်။ United ကတော့လာမယ့်ရာသီအတွက်ရိုဇင်ဘော့ကိုအနိုင်ယူပြပြီးအဆင်သင့်ဖြစ်နေကြောင်းအားလုံးသိအောင်ချက်ပြလိုက်ပြီးပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုအားပေးခဲ့တဲ့တယောက်ချင်းတိုင်းကိုကျေးဇူးထိုးပင်တင်ရှိပါရခင်ဗျာ။